ပြောတဲ့အချက်တွေအကုန်လုံးနဲ့ပြည့်စုံနေပြီဆိုရင်သိကြတဲ့အဲ့ဒီအမျိုးသားဘယ်တော့မှမေ့လို့လည်းမရဘူးတလို့မုန်းလို့လည်းမရဘူးဒီမျိုးသမီးကိုဖြတ်လည်းမဖြတ်နိုင်ဘူးစက္ကန့်နဲ့အလိုက်နာရီနဲ့အလိုက်ဒီအမျိုးသမီးဟာသူ့ခေါင်းထဲမှာပဲရှိတယ်သူ့နှလုံးသားထဲမှာပဲရှိတယ်ဘယ်ကိုမှတွန်းထုတ်လို့ကိုမရနိုင်လောက်အောင်သူ့ရှင်ထဲမှာဆွဲလန်းလန်းကြီးကိုဖြစ်စေတဲ့အမျိုးသမီးပေါ့ရုပ်လှနေလို့မဟုတ်ဘူးခန္ဓာကိုယ်ကောက်ကြောင်းလှနေလို့မဟုတ်ဘူးဒီယောက်ျားပုံမှာယုံကြည်မှုတွေအများကြီးပေးထားနိုင်လို့ဘယ်လိုယုံကြည်မှုလဲဆိုရင်ကျွန်မပြောပြမယ်ဒီမျိုးသမီးကငါဘဝအတွက်နောက်ထပ်အမျိုးသမီးတွေဘလောက်ပဲကောင်းတာတွေပဲလာလာငါဘဝမှာသူ့ရှိမှဖြစ်ပါမယ်ဆိုရင်စိတ်ကြီးကိုအမြဲတမ်းရိုက်ထည့်ထားခံရလို့မျိုးသားရဲ့စိတ်ထဲမှာကွာငါအမျိုးသမီးလေးငါမိန်းမငါအနာမှာရှိမှဖြစ်မယ်ဆိုတဲ့ဒီစိတ်ခံစားချက်ကြီးကိုအဲ့အမျိုးသမီးကလုံးဝသူ့ရင်ဘတ်ထဲဒီရိုက်ထည့်ပလိုက်ဘလို့ရိုက်ထည့်လဲဆိုရင်အမျိုးသမီးတယောက်ဘလို့ရိုက်ထည့်လိုက်လဲအဲ့အမျိုးသမီးကသူ့အမျိုးသားပေါ်မှာဆက်ဆံတဲ့အခါဆိုတာပြောဆိုဆက်ဆံတဲ့အခါမှာနူးညံ့ညင်တာမှုရှိတယ်စကားပြောလို့အဲ့လိုခေါ်လိုက်တောင်မှနာမည်တွေပါလိမခေါ်ဘူးကသူ့ရဲ့နန်းစားမောင်ဆိုလို့ရှိရင်လည်းမောင်ကြီးအဲ့လိုခေါ်တယ်ကိုဆိုလည်းကိုကြီးအဲ့လိုလေးခေါ်တယ်ချွဲတာနှဲ့တာမဟုတ်ဘူးနော်ဘူးနော်အဲ့လိုချွဲပြစ်ဤချွဲဒီမှာပြောချင်တာမဟုတ်ဘူးစလုံးလေးတွေကနူးညံ့ညင်တာနေတာပြောလိုက်တဲ့စကားလုံးလေးတွေကသူ့အမျိုးသားရဲ့နားထဲမှာနှဝင်ချိုပြီးနူးညံ့ညင်တာနေတာအဲ့လိုစကားလုံးလေးတွေပြောတာကျမဥပမာပြောပြမယ်ဥမာထမင်းစားတော့မလားမေးတဲ့နေရာမှာလည်းကျမပြောတယ်ယောက်ျားထမင်းစားတော့မလားဒီမှာကူထားတယ်အဲ့ဒီလေတံနဲ့တကြားကြီးတပိတ်စာနေပြီလားမင်းအင်းကူထားရနော်အဲ့ဒီလေတံနှစ်ခုကိုရှင်းကြည့်မတူဘူးဒုတိယလေတံနဲ့အမြဲတမ်းပြောဆိုဆက်ဆံတဲ့အမျိုးသမီးမျိုးကျွန်မပြောချင်တာလာပြီနောက်တစ်ချက်လာပြီသူကယုံကြည်အားကိုးပေးတာမျိုးသားကသူ့အပေါ်မှာအားကိုးအားထားပြုနိုင်လောက်တဲ့အမျိုးသားပါဆိုတာကိုခဏသူကထုတ်ပြီးမှဒီအမျိုးသားကိုကျေးဇူးတင်ပေးတာသူ့အမျိုးသားရဲ့အရေးချင်းတွေကိုချီးမြှောက်ပေးတာလေးစားပေးတာတလေးတစားနဲ့ရှိတာသူ့အမျိုးသားရဲ့လုံနိုင်စွမ်းတွေကိုသူက supporting လုပ်ပေးတာဘေးကနေပြီးမှချီးမွမ်းပေးတာသူ့မျိုးသားလုံနိုင်စွမ်းတွေအရေးချင်းတွေကိုဘယ်သူမှအတိမတ်မပြုရင်နေသူအရင်ဆုံးအတိမတ်ပြုတယ်သူအရင်ဆုံးတလေးတစားရှိတယ်သူ့ရှင်ထဲမှာဒီအမျိုးသားမှာရှိနေတဲ့လုတ်ပိနိုင်စွမ်းလေးတွေပေါ့ဘဝအတွက်သူ့ဘဝမှာလုတ်ပိနိုင်စွမ်းလေးတွေကိုသူအလေးနက်ထားတယ်နောက်တစ်ချက်ကဒီအမျိုးသားကိုပြုစုဆောင်ရှောက်တယ်အသေးစိတ်ကစားကယူဆိုင်တယ်ဒီလက်သေးလေးတွေခြေသေးလေးတွေဒီစပင်လေးတွေအစားအဆုံးအကုန်လုံးဟူးစားခရောက်အထိအသေးစိတ်ဒီအမျိုးသမီးကဒီအမျိုးသားလေးကိုဂယူဆိုင်တယ်နိုးလာနေစပြီးမှအိယာဝင်တဲ့အထိကိုဂယူဆိုင်ပေးနိုင်တဲ့အမျိုးသမီးကောင်းလို့စေတောက်တဲ့အချိန်ကအစားတောက်ကဆိုရင်ငါအတွက်တဲ့လားမတဲ့လားငါစဉ်းစားကြရမလို့ငါအမျိုးသမီးငါ့ကိုစီစဉ်ထားပြီးသားဒီလိုစိတ်ချရလောက်တဲ့အထိကိုဂယူဆိုင်ပေးနိုင်တဲ့အမျိုးသမီးမျိုးနောက်ဆုံးတစ်ချက်ကြမှာဒီလေအဲ့ဒါကတင်းဘဝကိစ္စအဲ့ဒီကိစ္စမှာဒီအမျိုးသမီးကကျွမ်းကျင်လိမ္မာမှုရှိတယ်သူချစ်ရတဲ့အမျိုးသားဘလို့ဆိုရင်ကြိုက်တယ်ဘလို့ဆိုရင်မကြိုက်ဘူးအဲ့လိုအလိုက်သိတယ်ဒီအိယာဘဝကိစ္စမှာ तू ကဒီအမျိုးသားစိတ်ကြိုက်အကုန်စွမ်းဆောင်ပေးနိုင်တဲ့အရေးချင်းရှိဒီအမျိုးသားရဲ့စိတ်ဆန္ဒကိုကျေနပ်အောင်ကအစဆုံးစွမ်းဆောင်ပေးနိုင်တဲ့အရေးချင်းတွေဒီမျိုးသမီးမှာရှိတယ်ပြောသွားတဲ့အချက်တွေထဲမှာလေဒီနောက်ဆုံးတစ်ချက်ကတကယ်လင်းနဲ့များမှာအရေးပါဆုံးသောအချက်ပါနော်ဒီအချက်ကလည်းမျိုးသမီးတိုင်းကသိထားတဲ့အချက်ဖြစ်တယ်။ဘာလို့ကျမအဲ့လိုပြောလဲဆိုရင်တော်များများအမျိုးသမီးတွေဟာလေဒီအချက်ကိုသူတို့ကအရေးမပါဘူးဆိုပြီးတော့သူတို့ကဖယ်ကြံလိုက်တာမေ့ထားလိုက်တာမျိုးသမီးတွေကတော့ဒီကိစ္စကြီးကတအားကြီးထဲဝင်နဲ့ဦးစားပေးရမယ့်ကိစ္စမျိုးမဟုတ်ဘူး။ဒါပေမဲ့အမျိုးသားတွေကဒီနေရာကလာတဲ့ခံစားချက်ပြည့်စုံအရသာဆိုတာကြီးကလေတို့တော့ဘဝကြီးနဲ့သူတို့ကတွေးတာရှင်းတော့တွေးဘူးမှာပါအိမ်ထဲမှာဘာတွေလုံနေကွာဥမာချက်ပြုတ်နေတာပဲဖြစ်ဖြစ်အဝိရှော်နေတာပဲဖြစ်ဖြစ်သူတို့လှုပ်ရှားရှိရလုံနေပြီဆိုမျိုးသားတွေတကောက်လိုက်ပြီးအဘွားလေးပေးလိုက်ခါလေးဖက်လိုက်နန်းလိုက်
ကျင်နာလိုက်ယူရလိုက်ထွေးပွေးလိုက်နဲ့သူ့မျိုးသားလေးကအမြဲတမ်းအဲ့လိုလေးရှိတယ်သူတို့မှလည်းကျမတို့မသိနိုင်တဲ့စိတ်ခံစားချက်ပြည့်စုံမှုဆိုတာရှိတယ်သူတို့ချစ်ကိုလေအမြဲတမ်းလိုက်ပြီးတော့အနောက်ကနေခါလေးဖက်လိုက်အဝါလေးပေးလိုက်ပခုံးလေးဖက်လိုက်ပါလေးနမ်းလိုက်နဲ့သိလားသူတို့မှဒီခံစားချက်ကြီးကသူတို့ဘဝမှာပြည့်စုံနေတာလေဒီညာအဲ့သူ့မျိုးသမီးကပေးလာတဲ့သူတို့ရဲ့စိတ်ကြည်နမှုကသူတို့ဘဝမှာပြည့်စုံနေအဲ့လိုမျိုးယောက်ျားတစ်ယောက်ကလေသူတို့မချစ်တော့ဘူးဆိုရင်သူတို့နှုတ်ကလေးကတော့ချစ်ပါတယ်ငါမိမရဲ့ချစ်ပါတယ်ဆိုပြီးတော့ညာကောင်းညာလိုက်မယ်ညာလို့ရသလောက်သူတို့ညာလိုက်မယ်ဒါပေမဲ့သူတို့ဖုံးကွယ်လို့မရတဲ့လုံးဝဖုံးကွယ်ထားလို့မရတဲ့ကျမတို့သိနိုင်တဲ့အချက်သူတို့မှရှိတယ်ဘာလေးတွေသိတာလာလဲဆိုတော့ကျမပြောပြမယ်သူတို့လောကပြန်လာရင်သူတို့သမင်းသူတို့စားမယ်သူတို့ရေသူတို့ချိုးမယ်သူတို့ဖုံးသူတို့ကြည့်မယ်ဘာလေးများပြောင်းလဲနေလဲမျက်နှာအနေထားရောပျော်နေလားပြုံးနေလားဘလို့နေလဲသူတို့ဘာမှမသိဘူးသူတို့စိတ်ဝင်စားပြီးရင်သူတို့ညအိတ်တဲ့အခါမှာလေကိုနဲ့ဟိုတတ်နိုင်တယ်လို့သူတို့ခွာအိတ်ပါဟိုဘက်လှဲ့အိမ်အိမ်မယ်နော်ကိုနဲ့အသားချင်းထိပြီးတော့သူတို့တိတ်မယ်အိမ်ဟိုဘက်လှဲ့အိမ်အိမ်မယ်အဲ့လိုသူတို့ကြည့်တဲ့ဖုန်းကြည့်မယ်ပြီးလို့ရှိရင်သူတို့သတိမရဖုန်းကြည့်ပြီးဆိုရင်သူတို့အိတ်ပြောသွားတာသတိမရကိုသတိမရကိုဘက်မှာဘာတွေလုံးနေလုံးသူတို့မသိလေးနဲ့လည်းမထားဘူးပြင်သူတို့ပတ်ဆက်အဲ့ဆရာရှိတာအမယ်လောက်ချင်လောက်မလောက်ချင်နေသူကအဲ့လိုအမေမကုံသွားပြီလားတက်ထက်ရှာပေးရမလားဒီလိုမရှိဘူးသူတို့ကကုံမကုံငါတောင်းဝင်ငါအဲ့ဆရာရှိတာငါအမယ်နင်းလောက်ချင်လောက်မလောက်ချင်နေသူကအဲ့လိုမျိုးပြီးရင်နောက်တစ်ခုရှိသေးတယ်ကိုအပ်တာနှစ်ပဲ6ပြားပြီးရင်ကုံမီလားဘာသုံးလိုက်လို့တုံးဆိုလဲစစ်ဆေးချက်တွေကစတိုက်သူတို့ကပြီးရှိသေးတယ်ကိုပေါ်ဆိုရင်စကားပြောတော့သူကအာမနာပြောစရာရှိရင်ဝန်းကွင်းရှင်းရှင်းနဲ့မမေရရနေပိုးစိုးပတ်ဆက်တွေပြောလာတယ်သူကကိုဟိုညတာမှမသိဘူးထောက်ထားမှမသိဘူးသူတို့ပြောချင်ရင်သူတို့နှိမ်ချင်တယ်ချိုးချင်တယ်သူတို့ကိုပေါ်မှာသူတို့စိတ်လိုက်မှသူတို့ဆက်ဆံခြင်းတဲ့ပုံစံအတိုင်းကိုသူတို့ကဆက်ဆံတာသူတို့မထိန်ချုပ်တော့သူတို့ပျော်ရွှင်မှုသူတို့စိတ်ကျင်နေဖို့ပဲသူကဦးစားပေးတော့နောက်တစ်ခုရှိသေးတယ်သူတို့ကတကယ်မချစ်တာဖြစ်တဲ့အတွက်ကြောင့်တေလောက်အောင်သူတို့ရှိမှတိုက်တလောက်ငိုးနေပါလေစေငိုတာကိုသူတို့ကစိတ်ရှုပ်ပြီးမင်းသွားလိုက်တော့ထွက်သွားလိုက်တော့ငါနောက်ကမှမင်းစိတ်ရှုပ်လိုက်တာဆိုတဲ့ပုံစံမျိုးပဲသူတို့ကပြောလာတယ်အစိုးဆုံးကတော့သူတို့မိဘအတိုင်းဝိုင်းနဲ့ရှင်လာရင်သူတို့မောင်နှမသားတဲ့ဥပမာသူ့ညမတော်လာကောင်သူ့အမတော်လာကောင်သူ့ရဲ့အမျိုးတွေနဲ့ရှင်လာရင်ကိုကအပေခံအဲ့လိုပုံစံမျိုးအဆက်ဆံခံရတာကိုကအဲ့အိမ်မှာနော်ကိုကသူ့မိသားစုအတိုင်းဝိုင်းမှာနောက်ပြီးတော့သူ့အတွက်ကိုဘာမှအရေးမပါပြင်ကိုရဲ့သုံးစရိတ်တွေကိုလေအကုန်ထိန်းချုပ်တာကိုသုံးရဲ့မိသားဘာသုံးလိုက်လို့ကုန်သွားရအောင်ဆိုတဲ့စကားကိုသူတို့ထက်ခါပြောတယ်ပြီးရင်သူတို့ပတ်စံကိုသူတို့ကလေကိုကတအားဟာသုံးလိုက်လို့သူတို့ထက်ပြီးတော့ကြိုးကြိုးစားစားနဲ့သူတို့ပေးမမထက်ရှာမှာလေကိုကြောင့်သူတို့ပေးမမ်းမှာလေတအားဆိုမင်းကအဲ့လောက်တောင်300လားဒီလိုလားအမေဟိုနေ့ကမှငါဘယ်လိုသွေးလိုက်တာလေကုန်သွားပြီလားအမေလွန်လာပြီလားသူအဲ့လိုလားတကယ်မချစ်တတ်တဲ့ယောက်ျားလေးမှာအဲ့ဒီအကျင့်ရှိတယ်